ဆက်လက်ပြီးတော့တရေးစီဟာပင်စလီမောင်မောင်ရေးဆက်ထားတဲ့ဂျိုးကြတာဆိုတဲ့ချင်းနဲ့ပြောယူပါမယ်ရောက်လာတဲ့အခါရုံးမပေါ်ဖြစ်ပြန်ရေးရောက်ပဲကိုဦးတီတဲ့ကတာပေါင်းရာရက်စီတိုင်းကောင်းစီပြန်လေပြီချိုးကြရဲ့ချိုးတိုင်းကောင်းစီပြန်လေပြီရိုးစေရဲ့အမှန်တစ်ခုကလမ်းကြောင်းမှာရွေးချယ်ခြင်းရာဒီတက်လည်းမကောင်းဘူးဝေးခွာရလက်စီတိုင်းကောင်းကြီးပြန်လေသည်သူကြရဲ့သူရဲ့လာစီခရီးဆုံးဖြတ်ချက်တစ်ခုချမယ်ရှိုးရဲ့အောင်မြင်ခြင်းဟာရှိတဲ့နေအားနဲ့မှာအနေမှာယူပါပေါ်ပြတ်ကျော်လာတဲ့စီလာလေကြောင်းလာတဲ့ချင်းနေဝေရောက်လာပြီးရင်အားဆိုင်ရောလိုက်မယ်တောင်းကြည့်ကြလေချိုးကြငတ်ချွေတောင်းကြည့်ခရီးဆုံးဖြတ်ချက်တစ်ခုချမယ်ရှိုးရဲ့အောင်မြင်ခြင်းဟာရှိတဲ့နေအားနဲ့မှာအနေမှာကျော်လာတဲ့စီလာလေကြောင်းလာတဲ့ချင်းနေဝင်ရောက်လာပြီးရင်အားဆိုင်ရောလိုက်လေကောင်းကြီးပြန်လေချိုးကြရဲ့ချိုးလေကောင်းကြီးခရီးစေဆုံးဖြတ်ချက်တစ်ခုချမယ်ရှိုးရဲ့အောင်မြင်ခြင်းဟာရှိတဲ့နေအားနဲ့မှာ